Tech brother ပြောပြမယ်သင်က antivirus ကိုပုံမှန် update လုပ်တယ် Windows update ကိုလည်းချက်ချင်းလုပ်တယ်ဒါပေမဲ့ hacker တွေသိတဲ့ vulnerability တစ်ခုကို Microsoft ကမသိရင်ဘာဖြစ်မလဲဒါကို zero day vulnerability နဲ့ zero day attack လို့ခေါ်ပါတယ်zero day ဆိုတဲ့နာမည်ဘာလို့လဲ vendor Microsoft Google Apple ကဒီ vulnerability ကိုစသိပြီး patch အဆင့်မြင့်တင်မှုထုတ်ဖို့ရပ်ပေါင်း3ညပဲရှိသေးတယ်အချိန်မရှိဘူး zero day attack ဘယ်လိုအလုပ်လုပ်လဲအဆင့်1 discovery ရှာဖွေတွေ့ရှိခြင်း hacker တို့မဟုတ် security researcher က software ထဲမှာဘယ်သူမှမသိသေးတဲ့အပေါက်ကိုရှာတွေ့တယ်အဆင့်2 exploit creation အသုံးချနည်းဖန်တီးခြင်းhacker ကဒီအပေါက်ကိုသုံးပြီး computer ထဲဝင်လို့ရတဲ့ code exploit ကိုရေးတယ်အဆင့်3 attack တိုက်ခိုက်ခြင်း vendor က patch မထုတ်ရသေးတဲ့အတွက် hacker ကအပေါက်ကိုသုံးပြီးတိုက်ခိုက်တယ် antivirus ကမသိသေးတဲ့ attack မို့မကာကွယ်နိုင်ဘူးအဆင့်4 discovery ထုတ်ဖော်ခြင်း researcher က vendor ကိုအကြောင်းကြားတယ်သို့မဟုတ် hacker က internet ပေါ်တင်လိုက်တယ် vendor က patch ထုတ်တယ်ဒါပေမဲ့အချိန်ကုန်သွားပြီဘလောက် anti ရဲ့များလဲ Stuxnet 2010 Iran ရဲ့ nuclear program ကိုတိုက်ခိုက်တဲ့ zero day attack 40 days သုံးထားတယ် Log4Shell 2021ကမ္ဘာစာပါတန်းချီကိုထိခိုက်ခဲ့တဲ့ zero day Pegasus ခေတ်စားနေစေ iPhone တွေကိုသတိမထားမိအောင်ချောင်းကြည့်နိုင်တဲ့ zero day attack ဒီအချက်ကိုသိထားရင်ဘာဖြစ်လာမလဲ Senior tip number 1 zero day attack ကို100%ကာကွယ်လို့မရဘူးဒါပေမဲ့ defense in depth အလွာလိုက်ကာကွယ်ခြင်းက risk ကို short ချပေးတယ် Senior tip number 2မလိုအပ်တဲ့ software တွေဖြုတ်ပါ attack surface နေလေ zero day ထိခိုက်နိုင်ခြင်းနေလေ Senior tip number 3 principle of least privilege သုံးပါ user account ကို admin အာဏာမပေးပါနဲ့ zero day ကြာရင်လည်းထိခိုက်မှုနေမယ် Senior tip number 4 application whitelisting သုံးပါခွင့်ပြုထားတဲ့ app တွေပဲ run ခွင့်ရှိရင် zero day exploit ကိုကွပ်မျက်ဖို့ခက်တယ် Senior tip number 5 patch ကိုအမြန်ဆုံး update လုပ်ပါ zero day ကို patch ထွက်ပြီဆိုရင်နာရီပိုင်းအတွင်း update လုပ်ပါ advantage for hacker ဘယ် antivirus မှမသိဘူး patch မရှိဘူးအကာအကွယ်မဲ့တယ် disadvantage for victim ဘလောက်ပဲသတိထား zero day ကြာရင်ကာကွယ်ဖို့ခက်တယ်ဒီနေ့တင်ယူလိုက်တဲ့ zero day attack အကြောင်းဟာဒီညပဲ defense in depth ဆိုတဲ့ concept ကိုနားလည်သွားလိမ့်မယ်ကျွန်တော်တို့ဒီမှာမျှဝေပေးနေတဲ့ senior tips တွေကိုနေ့စဉ်မိနစ်ပိုင်းလေးနဲ့လေ့လာသွားရင်တစ်နေ့9မိနစ်တစ်ပတ်3ချိန်တစ်နှစ်ဆိုနာရီပေါင်း130လေ့လာပြီးသားဒီအချိန်လေးကိုရင်းနှီးမြှုပ်နှံထားရင်နောက်တစ်နှစ်မှာသင်ဟာပုံမှန် security ရော advanced threats တွေကိုပါနားလည်တဲ့ senior cyber security professional တယောက်ဖြစ်နေပါပြီနေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး senior IT technician ဖြစ်ဖို့ follow လုပ်ထားပါဦး